ကျွန်တော်တို့နာပတ်လည်မှာရှိတဲ့အခန်းစီးနှုံးလေးတွေပြောပြပေးမယ်နော်အခုကျွန်တော်တို့ရှိမှရှိနေတဲ့ဟာ Ascan Palace သူကကြတော့9500နေစတယ်9500 900 1000အဲ့လိုအစားပဲရှိတယ်ပေါ့နော်သူအခန်းအလိုက်အဲ့ဒီမှာကျတော့ gate ပေါက်လေးရှိမယ်ပြီးသွားရင်ကပါကင်နဲ့တိုက်နဲ့ကိုသူကအဲ့ဒီလိုမျိုးလိုက်ပို့ပေးတယ်လာကြိုပေးတယ်လမ်းလျှောက်စရာမလိုပြီးရင်ရေကူးကန်တို့ဘာတို့ပါတာပေါ့နော်ကျွန်တော်တို့နာမှာကျတော့ဒီစေးရုံစေးကန်းနေနီးတယ် bus car gate တွေ BTS station တွေအကုန်လုံးနီးရပါတော့ Lotus နဲ့လည်းနီးတယ်အဲ့တော့နေရတာအဆင်ပြေတယ်ကျောင်းကလည်းဒီမှာမျက်နှာချင်းဆိုင်မယ်နောက်တစ်ခုကကျတော့ဟိုမှာမြင်နေရတဲ့တိုက်အကြီးနှစ်ခုပေါ့နော်ကျွန်တော်အတိအမတွေအဲ့တိုက်မှာနေတယ်သူကကျတော့1000 2000 3000အဲ့လိုအစားပဲရှိတယ်ပေါ့နော်သူမှာဝင်းကြီးအကျယ်ကြီးပဲအောက်မှာလေအောက်မှာ 7-Eleven ရှိတယ်ကျွန်တော်နာမှာဗာဆေးရုံနေရှိမလဲဆိုတော့ Wiharam ဆေးရုံရှိမယ် Samitawit ဆေးရုံရှိမယ် Samitawit ဆေးရုံကဟိုမှာ BTS station နဲ့ကွယ်နေလို့သူက2မှတ်တိုင်3မှတ်တိုင်လောက်စီးသွားရင်ရောက်ပြီပေါ့နော်ပြီးသားလို့ရှိရင်နောက်တစ်ခုရှိသေးတာကဒီကျွန်တော်တို့ရဲ့ကားပါကင်ဘေးကြားလေးတွေကနေထွက်သွားမယ်ဆိုလို့ရှိရင်ဒီမှာရေမြောင်းပေါ်မှာစောက်ထားတဲ့အခန်းလေးတွေရှိမယ်ဒီအခန်းလေးတွေကကြတော့တစ်လကို2000ပဲပေးရတယ်ဈေးသက်တာပေါ့နော်တကယ်လို့ဟိုအကောင်မကြောက်တတ်ဘူးဆိုရင်တော့ဒီမှာနေလို့လည်းရတယ်အဲ့ဒီပါတယ်ရွှေလက်ကောင်ငွေလက်ကောင်လေအဲ့ဒီအကောင်ကတော့ပေါ်တယ်ဒီလမ်းတစ်လျှောက်မှာအဲ့ဒီကောင်နဲ့အများကြီးပဲဒီလမ်းကအရှိကြီးပဲဟိုးပဲထိပေါက်တယ်နောက်ရက်ကျမှကျွန်တော်လိုက်ပြမယ်နော်ဒါဆိုရင်တော့ပြန်လာပြီကျွန်တော်တို့ပြန်လာရင်တော့ဒီကျွန်တော်တို့ဒီ apartment ကနေထွက်လိုက်လို့ရှိရင်လမ်းထိပ်မှာဒီမှာခါကိုနဲ့မြန်မာဘီယာဆိုင်နဲ့ရှိတယ်ဒါကတော့ကျွန်တော်တို့ဝင်းထဲမှာတိုက်နှစ်တိုက်ရှိတယ်ဟိုဘက်တိုက်က3200ကျွန်တော်တို့တိုက်က3900ဘာကွာလဲဆိုတော့ဒီလိုမျိုးလုံခြုံရေးစနစ်ကွာတာပေါ့နော်ဒီဘက်တိုက်မှာခီကတ်တွေပါတယ်ပြီးရင်နည်းနည်းပို့ပြီးတော့တသက်ရှင်းရှင်းရှိတာပေါ့နော်